လွန်ခဲ့သောဆယ်စုနှစ်များစွာကလွမ်ဖော်ဒန်လွမ်ဖီစေနှင့်လွမ်ဖီဖက်ဆိုသည့်ယဟန်၃ပါးသည်ဟိမဝန္တာတောင်တန်းတစ်ခုအတွင်းသို့တောဆောက်တည်ရန်ကြွရောက်ခဲ့ကြသည်မြင်းတို့၏ဥတီယာမှာစိတ်ငြိမ်ပြီးတရားဘာဝနာပွားများရန်တင့်တော်လာသောတောထွက်ယဟန်များအကြားရေပန်းစားသောတန်လိုက်ကူထန်လက်လိုင်ဖြစ်သည်သို့သောထိုကူတို့ရောက်ရှိရန်မှာအလွန်ဝေးကွာပြီးပင်ပန်းခက်ခဲသောကြောင့်ရက်ပေါင်းများစွာအချိန်ယူခဲ့ရသည်မိုးချုပ်သည့်နေရာတိုင်းတွင်စိုက်ထီကုတ်ဆောက်၍အိပ်စက်ခဲ့ကြရသည်တနေ့တွင်ယဟန်၃ပါးသည်မောပန်းနွမ်းနယ်စွာခီးနှင်ခဲ့ကြရင်စမ်းချောင်းငယ်လေးစီးဆင်းနေသောတောအုပ်ကြီးတစ်ခု၏ဗဟိုသို့ရောက်ရှိခဲ့ရာယနေ့ညအတွက်ဤနေရာ၌ပင်စိုက်ထီထိုးရန်သဘောတူခဲ့ကြသည်ထီးများစိုက်ထူပြီးနောက်ညနေပိုင်းဝတ်ပြုဆုတောင်းမှုများပြုလုပ်ခဲ့ကြသည်သို့သောအသီးသီးခွဲခွာသွားချိန်တွင်မြက်ပင်နှင့်တရွက်ချောက်များနင်းချလိုက်သည့်ကျွတ်ဆိုသောအတန်တစ်ခုအနီးသို့ကပ်လာသည်ကိုကြားလိုက်ရသည်လွမ်ဖီဖက်ကတမီဖြင့်ထိုးကြည့်လိုက်သောအခါခန္ဓာကိုယ်သေးသွယ်ပိန်ပါပြီးအသားညိုကာကြန့်ခိုင်ပုံရသောတက်ကြီးယဟန်တစ်ပါးကိုတွေးလိုက်ရသည်ထိုယဟန်သည်စိုက်ထီးကိုလွယ်ထားပြီးငြိမ်သက်စွာရက်နေသဖြင့်မြည်သည့်နေရာမှရောက်လာမှန်းမသိရပေလွန်ဖော်ဒန်ကတန်တရားဖြစ်မိသဖြင့်ဆရာတော်ဘဲကကြွလာတာလဲဘဲကိုကြွမလို့လဲဖျားဟုမေးမြန်းခဲ့သည်ဆရာတော်ကငါနာမည်ကရွစ်ပါမဲခေါင်မြစ်တစ်လျှောက်တောဆောက်တည်ရင်တောင်တန်းတွေအတိုင်းကြွလာတာပါဒီနားမှာတန်လိုက်ကူရှိတယ်လို့ရွာသားတွေပြောတာကြားမိလို့ပါအဲ့ဒီကူကစိတ်ငြိမ်ပြီးတောထွက်ရဟန်းတွေမကြာခဏလာကြတယ်ဆိုလို့ငါလဲသွားချင်တာနဲ့လာခဲ့တာပါဒါနဲ့စုံတကာတို့ကရောဟုမိတ်သည်တပည့်တော်နဲ့တပည့်နှစ်ယောက်လည်းအဲ့ဒီတန်လိုက်ကူကိုပဲကြွမှာပါဖះတို့ပင်မဲ့ရောက်ဖို့တော့ရက်တော်လိုပါသေးတယ်ဟုလွန်ဖော်ဒန်ကရှောက်ထားခဲ့သည်ဒါဆိုရင်ငါလည်းစုံတကာတို့နဲ့အတူခီးဆက်ပရစေဟုတကြီးယဟန်ကဆိုသည်တောအုပ်ကြီးဗဟို၌ကုံဆုံးခဲ့သောပထမဆုံးညတွင်ယဟန်တစ်ပါးစီသည်မိမိတို့၏စိုက်ထီးအတွင်း၌တရားပါဝနာပွားများရန်တီးတန့်ခွဲခွာသွားခဲ့ကြသည်စမ်းကြောင်းထဲမှရေစီးတန်နှင့်ကြောက်ဆောင်များကိုရိုက်ခတ်တံမှလွဲ၍ဘာမျှမကြားရပေသို့သောရုတ်တရက်လွမ်ဖီဖက်နှင့်လွမ်ဖီစေတို့သည်တရိษံတကောင်အာခေါင်ချစ်အော်ဟင်ကြီးတွားတန်ကြောင့်တရားစခန်းမှလန့်နိုးသွားကြသည်သို့သောနက်ဆိုင်သောတောအုပ်တွင်ညဘက်၌စိုက်ထီးအပြင်သို့မထွက်သင့်သဖြင့်အတန်များငြိမ်သက်သွားသည့်အထိမျက်လုံးမိတ်၍တရားဆက်ထိုင်နေခဲ့ကြသည်နောက်တနေ့နနက်တွင်လွမ်ဖီဖက်နှင့်လွမ်ဖီစေတို့သည်စမ်းချောင်းဘေး၌မျက်နှာတိရန်သွားကြစဉ်ဝမ်းပိုက်ပွင့်ထွက်ပြီးအကင်းပတ်ဆက်ကင်းမဲ့နေသောတောဝက်တီတကောင်ကိုတွေ့လိုက်ရသဖြင့်အလွန်ထိတ်လန့်သွားကြသည်ထို့ကြောင့်လွမ်ဖော်ဒန်ထံချက်ချင်းပြန်လာပြီးအကြောင်းစုံကိုရှောက်ထားခဲ့ကြသည်ဆရာတော်ဖះစမ်းချောင်းနာမှာတောဝက်တီတကောင်တွေ့ခဲ့ပါတယ်ဝမ်းပိုက်ကပွင့်ထွက်နေပြီးကလီစာတွေအကုန်လုံးပျောက်ဆုံးနေပါတယ်အခြားတရိษံတကောင်ကကိုက်စားသွားတာဖြစ်နိုင်ပါသလားဒါပေမဲ့ဆရာတော်တပည့်တော်ငယ်စဉ်ကရွာမှာဝက်တွေမွေးပူးပါတယ်ဝက်တွေတေးပြီးကလီစာတွေပျောက်နေတာဟာပေါ့တရေစားလို့ဖြစ်တာပါမထိတ်လန့်ကြပါနဲ့ပေါ့လက်ချက်ဟုတ်မဟုတ်တော့မသိနိုင်ဘူးဝက်မှာလည်းသူပြုတ်ခဲ့တဲ့ကံပါလာလို့ခုလိုတေးရတာပါပဲဟုလွန်ဖော်ဒန်ကဆုံးမခဲ့သည်ယဟန်ငယ်နှစ်ပါးစလုံးသည်လွန်ဖော်ဒန်၏ဆုံးမစကားကိုနာယူခဲ့ကြသည်တက်ကြီးယဟန်၍လည်းဘေးတွင်ရနားထောင်နေတော့လဲထိတ်လန့်ခြင်းသို့မဟုတ်မှတ်ချက်ပေးခြင်းမရှိခဲ့ပေထိုနေ့တွင်လွမ်ဖီစေသည်ရုတ်တရက်ဝန်လျှော်ပြီးဘိုက်အလွန်မင်းနာကျင်လာသဖြင့်ဆက်လက်ခီးမနေနိုင်တော့ပေထို့ကြောင့်အားလုံးကထိုနေရာ၌ပင်နောက်ထပ်တညထပ်မံအနားယူခဲ့ကြရသည်ညစ်နက်လာသောအခါဝမ်းနာတက်တာလာတော့လဲရုတ်တရက်တီးမခံနိုင်တော့သဖြင့်လွမ်ဖီစေသည်ဓမီကိုကိုင်ဆောင်ကတောအုပ်တွင်းသို့အဝတ်စွန်ရန်ပြေးဝင်သွားခဲ့သည်သို့တော်လမ်းတွင်ယဟန်တစ်ပါးစောင့်ကြောထိုင်ကတစုံတစ်ခုကိုပြုလုပ်နေတဲ့ကဲ့သို့ကြောပေးထိုင်နေသည်ကိုတွေ့လိုက်ရသည်ဓမီတက်ခဲမှာကုန်ခါနီးနေပြီဖြစ်၍မိန်သာမြင်တွေ့ရသဖြင့်ဆရာတော်ဘာလုပ်နေတာလဲဖះတပည့်တော်ကူညီပေးရမလားဟုမေးလိုက်သည်ထိုယဟန်သည်လှည့်ကြည့်လိုက်ရာဓမီယောင်နှင့်ဆုံတွေ့သွားခဲ့သည်သူ၏မျက်လုံးများသည်အယောင်လက်နေပြီးပါဇက်တစ်ခုလုံးသွေးများရဲနေနေကလက်တွင်တေဆုံးနေသောကြက်မတ်တကောင်ကိုကင်ဆောင်ထားသည်ထို့နောက်တောအုပ်တွင်သို့အလင်းအမြန်ပြေးဝင်ပြောက်ကွယ်သွားခဲ့သည်လွမ်ဖီစေသည်အလွန်ထိတ်လန့်သွားပြီးအဝတ်ပင်မစွန့်နိုင်တော့ဘဲလွမ်ဖီဖက်၏စိုက်ထီးထံသို့ပြေးဝင်သွားခဲ့သည်လွန်ခဲ့တဲ့ခဏကတပည့်တော်ပေါ့ကိုတွေ့ခဲ့တဲ့ကြက်ကိုစားနေရင်ပြေးသွားတယ်ကိုတော်ဖျားနေလို့ဒါကြောင့်တန်တရားဖြစ်မိတာပါစစ်ကြည့်ရင်ဆရာတော်ရွေးတာပေါ့အစ်စ်ဆိုရင်ငါတို့ဘာလုပ်ကြမလဲခရီးတူဆက်သွားရင်မကြခင်ငါတို့ပါသူတို့ရဲ့အစာဖြစ်သွားလိမ့်မယ်နောက်တနေ့နနက်တွင်လွမ်ဖီဖက်နှင့်လွမ်ဖီစေတို့သည်မနေ့ညကယဟန်ပုတ်ကိုတွေ့ခဲ့သည့်အကြောင်းနှင့်ဆရာတော်ရွစ်အပေါ်တန်တရားရှိသည့်အကြောင်းကိုလွမ်ဖော်ဒန်အားတိုင်ပင်ခဲ့ကြသည်သို့သောလွမ်ဖော်ဒန်သည်ဆရာတော်ရွစ်ပုတ်ဖြစ်ကြောင်းခိုင်လုံသောသက်သေမရှိသေးသဖြင့်စိုးရင်ပူပန်သည့်အရေးအယောင်မပြခဲ့ပေလွမ်ဖီစေ၏ဝမ်ရှိုယောဂါမှာတက်တာလာတော့လဲနားနေစေဖြစ်သဖြင့်လွမ်ဖော်ဒန်ကထိုနေရာ၌ပင်နောက်ထပ်တစ်ရက်ထပ်မံအနားယူစေပြီးနောက်တနေ့မှခီးဆက်ရန်ညွှန်ကြားခဲ့သည်တတိယမြောက်ညတွင်မူလွမ်ဖီဖက်နှင့်လွမ်ဖီစေတို့သည်တက်ကြီးယဟန်ရွေးစအားစောင့်ကြည့်ခဲ့ကြသည်ညနေပိုင်းဝတ်ပြုဆုတောင်းပြီးနောက်တက်ကြီးယဟန်သည်တောအုပ်တွင်သို့ဝင်ရောက်သွားသည်ကိုတွေ့ရသဖြင့်နှစ်ပါးစလုံးနောက်မှမတိမတာခြေရာခံလိုက်သွားခဲ့ကြသည်သို့သောမိတို့ပင်လိုက်ပါစေမိအောင်မလျှောက်နိုင်ပဲခဏအတွင်း၌ပင်အမောင်ထုတဲသို့အလျင်အမြန်ပျောက်ကွယ်သွားခဲ့သည်ဆရာတော်ရွေးပဲပျောက်သွားတာလေအေးလေခုနတင်ငါမြင်နေရသေးတာပဲလွမ်ဖီစေကဓမီဖြင့်ပတ်ဝန်းကျင်ကိုထိုးကြည့်လိုက်ရာတစ်ပင်ကြီးတစ်ပင်အောက်တွင်ယဟန်တစ်ပါးစောင့်ကြောထိုင်ကကြောပေးထားသည်ကိုတွေ့လိုက်ရသည်ထိုယဟန်မှာဆရာတော်ရွေးဖြစ်နိုင်သည်ဟုထင်မှတ်ကလွမ်ဖီစေကအဲ့ဒါဘသူလဲဟုကျဲလောင်စွာဟစ်အော်လိုက်သည်
ထိုယဟန်သည်ထွက်လိုက်ပြီးလှည့်မကြည့်ပဲထွက်ပြေးရန်ကြိုးစားခဲ့သည်သို့သောနှစ်ပါးစလုံးကကက်လျက်လိုက်ပါသွားသဖြင့်ယဟန်ပုတ်သည်မဖြစ်မနေလှည့်ကြည့်လိုက်ရသည်ပါဇက်မှသွေးများယိုစီးကျနေပြီးညီဆိုသောအနံ့ဆိုးများထွက်ပေါ်နေကလက်တွင်တောဝက်၏အစိမ့်လိုက်ကလေးစာများကိုကင်ဆောင်ထားသည်ယဟန်ငယ်နှစ်ပါးသည်ကြောက်မက်ဖွယ်ကောင်းသောထိုမြင်ကွင်းကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်သို့သောပို၍ထိတ်လန့်စရာကောင်းသည်မှာထိုယဟန်ပေါက်မှာသူတို့ထင်မှတ်ထားတဲ့ကဲ့သို့တက်ကြီးယဟန်ရွေးစီမဟုတ်ပဲလွမ်းဖောဒန်ဖြစ်နေခြင်းပင်ဖြစ်သည်လွန်ဖောဒန်ပေါက်သည်အဆွဲများကိုဖော်ကာဒေါသတကြီးဖြင့်ယဟန်ငယ်နှစ်ပါးထံသို့တိုးဝင်လာခဲ့သည်သို့သောထိုအချိန်၌တက်ကြီးယဟန်ရွေးစီရောက်ရှိလာပြီးလက်အုပ်ချီကနမောတတသုံးကြိမ်ရွတ်ဆို၍လွန်ဖောဒန်၏ဦးကောင်းကိုကိုင်းလုလိုက်သည်မန္တရားမရွတ်ဆိုမီမှာပင်လွန်ဖောဒန်သည်ပက်လက်လန်လဲကျသွားပြီးတတိလစ်သွားခဲ့သည်လွန်ဖီစေနှင့်လွန်ဖီဖက်တို့သည်လွန်ဖောဒန်၏ခန္ဓာကိုယ်ကိုစိုက်တီးရှိသို့တည်ဆောင်လာခဲ့ကြသည်တွေးခုံလုံးကိုစမ်းသက်ကြည့်ရာစေတနာစွမ်းအားမကုန်သေးဘဲခုန်နေစေဖြစ်သည်သို့သောရုတ်တရက်လွန်ဖောဒန်သည်မျက်လုံးများပွင့်လာပြီးထထိုင်ကတုံရင်သောအတန်ဖြင့်ငါတွေးတောက်ခြင်းနဲ့ဟုအော်ဟစ်တော်သည်ယဟန်ငယ်နှစ်ပါးသည်ထိတ်လန့်ကြောက်ရွံ့စွာဖြင့်နောက်ဆုတ်သွားကြတော့လဲတက်ကြီးယဟန်ရွေ့ကမှုအနီးသို့တိုးသွားကလက်အုပ်ချီ၍နမောတတသုံးကြိမ်ရွတ်ဆိုပြီးလွန်ဖောဒန်၏ဦးကောင်းကိုကိုင်ကာတိပိတော်ဝိတေသည်အစရှိသောမြတ်စွာဘုရား၏မကိုက်တော်ဂါထာမန္တရားကိုရွတ်ဆို၍ဦးကောင်းအလဲသို့မှုတ်ထုတ်လိုက်သည်လွန်ဖောဒန်သည်ဆရာတော်ရွေးစီလေပင်ကိုညှိရန်လက်ကိုဆန့်ထုတ်ခဲ့တော်လဲဗုဒ္ဓ၏ဂုဏ်တော်အစွမ်းကိုမရှင်နိုင်ပဲနောက်ဆုံးတွင်လဲကျသွားခဲ့သည်မိခိုးကဲ့သို့ကြီးမားသောအရေးမဲကြီးတစ်ခုသည်လွန်ဖောဒန်၏ခန္ဓာကိုယ်မှထွက်ခွာသွားပြီးလေတူထဲသို့ပျောက်ကွယ်သွားခဲ့သည်ထို့နောက်လွန်ဖောဒန်သည်မျက်လုံးများပွင့်လျက်အနက်ရောင်ပြောင်းသွားကအသက်ထွက်သေဆုံးသွားခဲ့သည်လွန်ဖောဒန်ပေါက်ဖြစ်ရသည့်အကြောင်းရင်းမှာကျောင်းထိုင်စဉ်ကစိတ်တဆမန္တရားနှင့်အင်းအိုင်ခမင်းများတက်မြောက်ထားသောလူဝိကြောင်ဆရာကြီးတစ်ပါးနှင့်တည်ကျွမ်းခဲ့ပြီးအဆိုပါပညာရပ်များကိုစိတ်ဝင်စားကသင်ယူခဲ့သောကြောင့်ဖြစ်သည်သို့သောစိတ်တဆပညာရပ်များမဟာစီကံများစွာရှိသဖြင့်အချို့သောစီကံများကိုချိုးဖောက်မိသောအခါဂါထာမန္တရားများမိမိထံပြန်လည်တက်ရောက်ကပေါက်ဖြစ်သွားခဲ့ရခြင်းဖြစ်သည်ဆရာတော်ကယဟန်ငယ်နှစ်ပါးကိုတန်လိုက်ကူသို့ခေါ်ဆောင်လာခဲ့သည့်အဓိကရွေချက်မှာလည်းတန်လိုက်တက်ကိုဖျက်တောက်ယူရန်ဖြစ်သည့်အကြောင်းမှာသူ၏စိတ်ထဲ၌ဂါထာမန္တရားစိတ်တဆပညာရပ်များကိုအလွန်အမင်းနှစ်သက်သောကြောင့်ဖြစ်သည်တက်ကြီးယဟန်ရွေးစမာမူမန္တရားအစွမ်းထက်မြက်ပြီးတောတောင်များအတွင်တပါးတဲ့စောက်တီရသည်ကိုနှစ်သက်သောယဟန်တစ်ပါးဖြစ်သည်အသက်ကြီးရင်လာပြီးဖြစ်တော်လဲခန္ဓာကိုယ်တမ်းမာနေစေဖြစ်သည်မောင်မဲသောတောအုပ်တွင်စင်ကြယ်လျှောက်ရသည်ကိုနှစ်သက်သဖြင့်လျှို့ဝှက်စွာပြုမှုတတ်ပြီးတောထဲပြောက်ကွယ်သွားခြင်းမှာစမ်းကြယ်မှုမဟုတ်ပေထို့ပြင်ရွာသားများ၏ပြောကြားချက်အရဆရာတော်ရွေးသည်မြေရှုမဟာပညာခီးတိုစေသောပညာကိုတက်မြောက်ထားသဖြင့်ယဟန်ငယ်နှစ်ပါးနောက်မှလိုက်မမိခဲ့ခြင်းဖြစ်သည်